ဖက်မှာတော့မြန်မာနိုင်ငံအနေနဲ့စိုက်ဘာကြားဖြန့်လိမ်လည်ဂိုင်းတွေကိုထိထိရောက်နှိမ်နှင်းပြီးလူကုန်ကူးခံရတဲ့သူတွေကိုကာကွယ်ပေးဖို့နိုင်ငံတကာ FATF ကတတိပေးပြောဆိုလာပါတယ်။ဒါကတော့ဇွန်လ19ရက်နေ့မှာတင်ကျင်းပပြီးစီးခဲ့တဲ့နိုင်ငံတကာ FATF အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်မှာမြန်မာနိုင်ငံကအွန်လိုင်းကြားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့စိုက်ဘာရာဇဝတ်မှုတွေဟာကြဲကြဲပြန့်ပြန့်ဆက်လက်ဖြစ်ပွားနေပြီးတရားမဝင်ငွေကြေးစီးဆင်းမှုအတွက်လုံအမဲအနေရှိနေစေဖြစ်တယ်လို့ဖော်ပြခဲ့တာပါ။နိုင်ငံတကာ FATF ကပြောရမှာလက်ရှိမြန်မာနိုင်ငံအနေနဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့အပြင်လူကုန်ကူးခံရတဲ့သူတွေကိုကာကွယ်ဖို့နဲ့အဓိကမြန်မာနိုင်ငံမှာအခြေစိုက်ပြီးကမ္ဘာတစ်ဝန်းကပြည်သူတွေစီကနေငွေကြေးအမြောက်အများလိမ်လည်နေတဲ့စိုက်ဘာကြားဖြန့်လိမ်လည်ဂိုင်းတွေကိုမြန်မာနိုင်ငံအနေနဲ့ထိထိရောက်နှိမ်နှင်းပြီးလူကုန်ကူးခံရတဲ့သူတွေကိုကာကွယ်ပေးဖို့နိုင်ငံတကာ FATF ကအစည်းအဝေးမှာတင်တပါးတဲ့တတိပေးပြောဆိုလိုက်တာပါ FATF ကထပ်ပြီးတတိပေးပြောသွားရမှာလဲလက်ရှိမြန်မာနိုင်ငံအနေနဲ့ငွေကြေးခဝါချမှုတိုက်ဖြတ်ရေးဆိုင်ရာမဟာဗျူဟာချုပ်ရင်းချက်တွေကိုအမြန်ဆုံးဖြည့်ရှင်းဖို့လိုအပ်တဲ့အကြောင်းကိုပါထောက်ပြပြောဆိုသွားပါသေးတယ်။မြန်မာနိုင်ငံဟာနိုင်ငံတကာ FATF ကထောက်ပြထားတဲ့အားနည်းချက်တွေကိုပြုပြင်မယ်လို့ကတိပေးထားပေမဲ့အမှန်တကယ်ပြုပြင်တာတွေမလုပ်တဲ့အတွက်2022ခုနှစ်အောက်တိုဘာလကပဲနိုင်ငံတကာ FATF ကနေမြန်မာနိုင်ငံကိုငွေကြေးခဝါချမှုအနေနဲ့မြင့်တဲ့အမြင့်ပြတ်နိုင်ငံစရင်မှာထည့်သွင်းခဲ့ပြီးဒီကနေ့အချိန်ထိပယ်ဖြတ်ထားမှုမရှိသလို FATF ရဲ့အထူးစောင့်ကြည့်မှုနဲ့တံပြန်အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်ခံနေရဆဲဖြစ်ပါတယ်။အခုနောက်ဆုံး FATF ရဲ့ထုတ်ပြန်ချက်ဟာမြန်မာနိုင်ငံအနေနဲ့စိုက်ဘာလိမ်လည်မှုငွေကြေးခဝါချမှုနဲ့လူကုန်ကူးမှုတွေမြင့်တက်နေတာကိုထပ်မံထောက်ပြသတိပေးနေတာဖြစ်ပြီးဒါဟာမြန်မာစစ်တပ်အုပ်စုအပေါ်နိုင်ငံတကာအတိုင်းအဝန်းကဖိအားတွေဆက်လက်ရှိနေတဲ့အကြောင်းထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်ခင်ဗျာ။